လင်းဟိုင်ရှမ်းကဒီတင်မောနဲ့ဆိုရင်ရွှေပင်လယ်ဟာသူတို့အတွက်ငွေထုတ်ဆက်တစ်လုံးလိုဖြစ်လာမယ်လို့ယုံကြည်ပါတယ်။ထို့နောက်သူတို့ဟာပင်လယ်ထဲပြန်ထွက်ပြီးပစုံလောင်အိမ်တွေချလိုက်ကြပါတယ်။ဒီခရီးစဉ်မှာလောင်အိမ်တွေဟာပင်လယ်စာတွေနဲ့ပြည့်ရှံလာပြီးတင်မောတောင်မဆန်တော့မဲ့အခြေအနေဖြစ်လာပါတယ်။နောက်ဆုံးထောင်ချောက်တစ်ခုအရောက်မှာတော့ထူးဆန်းစွာအလွန်လေးလံနေတာကိုကြုံတွေ့လိုက်ရပါတယ်။အရန်ကရိယာတွေထက်တက်ခိုင်းပြီးခြေထောက်နှစ်ဖက်လုံးနဲ့အင်အားသုံးဆွဲဖို့အမိန့်ပေးပါတယ်။နောက်ဆုံးပင်လယ်အောက်ကအရာကိုတဖြည်းဖြည်းဆွဲတင်နိုင်လာပါတယ်။အဖိုးရဲ့မှတ်စုထဲမှာလည်းဒီလိုအရာမျိုးဟာဒဏ္ဍာရီထဲမှာသာရှိတယ်လို့ဖော်ပြထားခဲ့ပါတယ်။နောက်ဆုံးသူတို့ဟာဒဏ္ဍာရီထဲကတမိုးကြီးရှားပါပင်လယ်ရတနာတစ်ခုကိုအမှန်တကယ်ရှာဖွေတွေ့ရှိသွားကြပါတယ်။အာယုံကအံ့ဩလွန်းလို့သူတို့ဟာနတ်ဖျားတစ်ပါးကိုတောင်ဖမ်းမိတယ်လို့ခံစားရပါတယ်။လင်းဟိုင်ရှမ်းကအချိန်မဆွဲတော့ဘဲအမြန်ဆုံးပြန်လာဖို့အမိန့်ပေးပါတယ်။အဲ့ဒီတမိုးကြီးအရာကိုအသက်ရှင်နေတဲ့အခြေအနေမှာပဲဝမ်ဖုံရှမ်းစီပို့ပေးဖို့ရည်ရွယ်ထားပါတယ်။ဒါပေမဲ့ပြန်လာတဲ့လမ်းမှာသူတို့ရဲ့အကြီးမားဆုံးအနေရတစ်ခုစောင့်နေပါတယ်။ပင်လယ်ပြင်မှာအင်အားကြီးသူကတင်မောသုံးစီးနဲ့သူတို့ကိုဝိုင်းထားပါတယ်။သူကလင်းဟိုင်ရှမ်းရဲ့တင်မောပေါ်ကကုန်ပစ္စည်းအလုံးကိုထားခဲ့ပြီးလူတွေကိုသာပြန်လွတ်မယ်လို့ချိန်ချောက်ပါတယ်။လင်းဟိုင်ရှမ်းကသူတို့အရေးအတွက်များပြားနေပေမဲ့အလျှော့မပေးဘဲတိုက်ခိုက်ဖို့ဆုံးဖြတ်ပါတယ်။သူတင်မောပေါ်ကကုန်ပစ္စည်းတွေဟာသူတို့အသက်ထက်တောင်တန်မိုးကြီးတယ်လို့ယုံကြည်ထားတာကြောင့်နောက်ဆုတ်ဖို့မစင်စားပါဘူး။အင်အားကြီးသူရဲ့လူတွေကတင်မောကိုတက်ပြီးသိမ်းယူဖို့ကြိုးစားလာပါတယ်။အထူးသဖြင့်တန်မိုးအလွန်ကြီးတဲ့အပြာရောင်ပစွန်ကြီးကိုအသက်ရှင်လျက်ရယူဖို့အမိန့်ပေးထားပါတယ်။လင်းဟိုင်ရှမ်းကသူတို့ရဲ့ကုန်ပစ္စည်းတန်မိုးကိုသူတို့ကိုယ်တိုင်တိကျအောင်ထောက်ပြပြီးလာရောက်လူယူမယ်ဆိုရင်သူ့ဘက်ကလည်းအသက်အန္တရာယ်အထိတုံ့ပြန်သွားမယ်လို့ချိန်ချောက်ပါတယ်။သူ့တင်မောနဲ့ကုန်ပစ္စည်းတွေကိုမယူသွားနိုင်ရင်တစ်ဖက်ကလည်းဘာတစ်ခုမှမရစေရဘူးလို့အတည်ပြုပါတယ်။နှစ်ဖက်စလုံးကလက်နက်တွေကိုထုတ်ယူပြီးအခြေအနေကအလွန်တင်းမာလာပါတယ်။လင်းဟိုင်ရှမ်းကသူတို့ကိုပြန်လဲချိန်ချောက်ပြီးတင်မောကနေထွက်ခွာဖို့အမိန့်ပေးပါတယ်။တစ်ဖက်ကအဲ့ဒီတန်မိုးကြီးတဲ့ပစ္စည်းကိုလင်းဟိုင်ရှမ်းအနေနဲ့တကယ်ပဲစွန့်လွတ်နိုင်မလားလို့စိန်ခေါ်ပါတယ်။ဒါပေမဲ့လင်းဟိုင်ရှမ်းကအခြေအနေကိုအဆုံးစွန်ထိဆောင်ရွက်နိုင်ကြောင်းပြသပြီးအောက်ကျသွားရင်တောင်သူတို့ရဲ့အမျက်ဆုံးကိုဖျက်ဆီးနိုင်တယ်လို့သတိပေးပါတယ်။